ခရစ်စမတ်ညဆိုတာမိသားစုရဲ့အတွက်ပန်းဖြေရအချိန်မှာပဲဒါပေမဲ့1945ခုနှစ်ဒီဇင်ဘာ24ရက်နေ့ညမှာတော့အမေရိကန်ဝက်ဗာဂျီးနီးယားမြို့လေးတစ်မြို့မှာမိသားစုတစ်စုအတွက်ချင်းမြတ်တာတွေပြည့်နေတဲ့ညဟာအသက်9တက်ပျောက်ဆုံးသွားတဲ့အကြီးတန်းပြီးအမိုင်မဲဆုံးညတစ်ညဖြစ်သွားခဲ့ပါတယ်ဂျာ့ရှာတာနဲ့သူ့ရဲ့မိန်းမဂျန်နီဆာရာတို့ဟာသားသမီး10ယောက်နဲ့ Fairfield West Virginia မှာနေကြပါတယ်ခရစ်စမတ်ညမှာသူတို့ရဲ့အိမ်မှာမီးလောင်မှုဖြစ်ပွားတော့ပါတော့တယ်ဂျန်နီကမီးတွေလောင်လာတဲ့အချိန်မှာချက်ချင်းသားသမီးအားလုံးကိုအိမ်ပြင်ခေါ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အိမ်မော်ထက်မှာအိတ်နေတဲ့9ယောက်ကိုတော့မီးလွန်ပြင်းလို့ကယ်ထုတ်လိုက်နိုင်ပါဘူးတိတ်မကြခင်မှာပဲအိမ်တစ်လုံးလုံးမီးကျွမ်းသွားပါတယ်ဒီမီးလောင်မှုမှာတော့ထူးခြားမှုတွေရှိလို့နေပါတယ်အိမ်တစ်ခုလုံးမီးကျွမ်းပြီးတဲ့နောက်တနာစရာဖြစ်ထူးကတော့အယိုးတစ်ခုတောင်မတွေ့ခဲ့ပါဘူးမိသားသမားတွေရဲ့ပြောကြားချက်ကတော့လျှက်စစ်ချိုရွေးမှုတွေကြောင့်မီးလောင်တယ်လို့ဆိုပေမဲ့ဂျက်နဲ့ဂျန်နီကတော့မယုံကြည်ပါဘူးမယုံကြည်ရတဲ့ထူးခြားတဲ့အချက်ကတော့မီးစလောင်နေတဲ့တခဏအနှဲငယ်ကြားမှာဖုန်းလိုင်းတွေဖြတ်ခံလိုက်ရတယ်မီးလောင်နေချိန်အပြင်ကတက်နိုင်ဖို့ထားထားတဲ့လေကားလည်းပျောက်သွားတယ်မီးမလောင်ခင်ညပိုင်းမှာပြင်မှာအမိမသိလူတယောက်ကကလေးတွေနဲ့စကားပြောနေတာလည်းတွေ့ခဲ့တယ်ပြောချင်တာကတော့ဒီမီးလောင်မှုဟာမတော်တဆမှုမဟုတ်ဘဲနဲ့တစုံတစ်ယောက်ကအကွက်ချပြီးပြုလုပ်ခဲ့တာလို့ဂျက်နဲ့ဂျန်နီကတော့ယုံကြည်နေတယ်မီးလောင်တဲ့ကိစ္စတွေဖြစ်ပြီးနောက်အနှဲငယ်ကြာမှာတော့ချားမျိုးတချို့မှာကလေးငယ်တစုကိုစာရာကလေးတွေနဲ့တူတယ်လို့တချို့ကပြောကြတယ်တချို့ကတော့သူတို့ကိုအီတလီကိုခေါ်သွားတယ်ဆိုတဲ့သတင်းတွေတောင်ထွက်လာတယ်ဒိုလောပေါင်းများစွာနဲ့တိကျတဲ့အဖြေကိုမရရှိခဲ့ပါဘူးဂျန်နီဆာရာကတော့ဒိုလောပေါင်းများစွာတဲ့ကယုံကြည်မှုတစ်ခုကိုဆွဲကင်တဲ့အနေနဲ့1949ခုနှစ်မှာမီးကျွမ်းနေတဲ့နေရာကိုတူးပြီးစစ်ကြည့်ခဲ့ပါတော့တယ်အယိုးတစ်စုံတွေးခဲ့ပေမဲ့တခွဲခန်းမှာစစ်ဆေးမှုအရာကတော့အဲ့ဒီအယိုးဟာလူကြီးအယိုးဖြစ်ပြီးတော့မီးလောင်မှုနဲ့မသက်ဆိုင်ဘူးလို့ဆိုပါတယ်ဂျန်နီကမတော်တဆမဟုတ်ဘူးဆိုတာခိုင်မာလာခဲ့တယ်တချို့အချက်လက်တွေကစာတာမိသားစုအတွက်နာကျင်မှုထပ်ပိုတဲ့မိကွန်းတွေကိုဖန်တီးပေးခဲ့ပါတော့တယ်မိသားစုအတွက်တော့အိမ်မီးလောင်ပြီးတဲ့ညမီးမတတ်နိုင်တာထက်မိသားစုတစ်ဝက်ကိုပြန်မတွေ့နိုင်တာဟာဘိုနာကျင်စရာဖြစ်စေခဲ့တယ်အဲ့ဒီညနဲ့အတူသူတို့ရဲ့အေးချမ်းမှုမျော်လင့်ချက်သားသမီးတွေနဲ့နောက်တစ်ခါပြန်တွေ့မဲ့အစိတ်ပိုင်းချို့အားလုံးပြင်းထန်တဲ့မီးရဲ့တိုက်စားမှုနဲ့ပျက်စီးသွားခဲ့တယ်သူမအိမ်ကိုမီးကျွမ်းသွားတာထက်ပုံမနာကျင်စရာကတော့သူမရဲ့သားသမီးငယ်လေးတွေကိုမျော်လင့်ချက်တောင်မရှိအောင်ပျောက်ဆုံးသွားတာပါနေ့တိုင်းသတိရတယ်ညတိုင်းမအိပ်နိုင်ပဲစောင့်နေခဲ့တယ်နွေရာသီမိုးရာသီဓာတ်သီတွေတစ်ခုပြီးတစ်ခုနှစ်တွေအလီလီပြောင်းသွားတယ်မီးနတ်တွေပျောက်သွားတယ်အဲ့နေရာမှာပဲအိမ်သစ်တစ်လုံးပြီးတစ်လုံးတောက်သွားတယ်ဒါပေမဲ့ဂျန်နီရဲ့နှလုံးသားတွေကမိကုန်းတွေကတော့မပျောက်သွားခဲ့ပါဘူးဂျန်နီစတာရာတယောက်ကတစ်နေ့တည်းမှာသမီးငယ်လေးတွေဘယ်နေရာမှာလဲဘသူခေါ်သွားလဲဆိုတာသိချင်နေခဲ့တယ်အဲ့ဒီမိကုန်းတွေကတဘွာလုံးသူမရဲ့နှလုံးသားမှာမပျောက်သွားခဲ့ပါဘူးဂျာရှာတာကတော့သားသမီးတွေကိုရှာဖို့ဘေးဘော့တစ်ခုတင်ခဲ့တယ်အဲ့ဒီဘေးဘော့ကတော့ Fairfield လမ်းမှာနှစ်30ကျော်ရှိနေခဲ့တဲ့ဘေးဘော့ပေါ်မှာစာတန်းတစ်ကြောင်းရေးခဲ့ပါသေးတယ်တေဆုံးလာဆိုရင်သက်သေအထောက်အထားရှိပါစေအသက်ရှင်နေသေးတယ်ဆိုရင်ကျွန်တော်တို့စီကိုပြန်လာခဲ့ပါအခုအနှစ်80ကျော်ခဲ့ပြီအဲ့ဒီမီးလောင်မှုနဲ့စာရာကလေး9ယောက်ပျောက်ဆုံးမှုဟာအခုထိမပြေရှင်းနိုင်တဲ့သမိုင်းအမှုတစ်ခုအဖြစ်အမေရိကန်သမိုင်းမှာကျန်ရစ်နေစေဖြစ်ပါတယ်သူတို့တွေကတကယ်ပျောက်သွားခဲ့တာလားတစုံတစ်ယောက်ကခေါ်သွားလားဆိုတာကြည့်ရှုသူတွေဘယ်လိုထင်ပါသလဲမှတ်ချက်ပေးခဲ့ပါဦးခင်ဗျာစီဇန်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာနောက်စီဇန်လေးမှာပြန်တွေ့ကြရအောင်ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါဦးခင်ဗျာ